Fan ရဲ့405 ကလပ်ကမြန်မာနိုင်ငံမှာဂျင်လာဖွင့်ဖို့ပြင်ဆင်နေခြင်းဟာဘယ်လိုကျေးဇူးတွေကိုယူဆောင်လာပေးမလဲ။ပြည်သူများလုံးဝမင်္ဂလာပါဗျာ။ကြော်ကြ MMA Sport Channel ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရစေ။မြန်မာအားကစားလောကအထူးသဖြင့်ရောင်းနှောကုတ်ခံပညာ Mix Martial Art ပရိသတ်တွေအတွက်တကယ်ကိုရင်ကုန်စရာကောင်းပြီးအားရစရာသတင်းကောင်းပါပဲ။ချင်းလူငယ် Fighter လေးဂျိုရှာမန်ကိုမွေးထုတ်ပေးခဲ့တဲ့405ကလပ်လို့နိုင်ငံတော်အဆင့်စကန်တစ်ခုကမြန်မာပြည်မှာလာရောက်ဖွင့်လှစ်မယ်ဆိုတာဟာအကျိုးတရားမှုတွေအများကြီးရှိလာစေနိုင်မယ်ဆိုတာသိကြပါရစေ။405ကလပ်ရဲ့မြန်မာနိုင်ငံမှာဂျင်ကွဲဖွင့်လှစ်မယ့်အစီအစဉ်ဟာရိုးစီဝါရင်းနှီးမြှုပ်နှံမှုအသက်အထက်ကျော်လွန်ပြီးတော့မြန်မာအားကစားနယ်ပယ်နဲ့လူမှုစီးပွားရေးပွားတွေကိုများစွာပြောင်းလဲပေးနိုင်မယ့်ခွင့်ရတစ်ခုဖြစ်ပါတယ်။ 405 ကလပ်ဟာဂျိုရှာမန်လို USA အဆင့် Fighter တို့ကိုမွေးထုတ်ပေးထားတဲ့အတွက်သူတို့ရဲ့လေ့ကျင့်ရေးစနစ်၊ဤစနစ်နဲ့ပညာရေးဆိုင်ရာအရေးအသွေးဟာကမ္ဘာအဆင့်မီတယ်ဆိုတာထင်ရှားပါတယ်။ဒီစကန်မြန်မာပြည်ကိုရောက်ရှိလာခြင်းအဓိကကျေးဇူးတွေကတော့ဒေတာရင်း MMA အဆင့်အတန်းကိုတဟုန်ထိုးမြန်မာလာစီမှာပဲဖြစ်ပါတယ်။မြန်မာ Fighter တွေဟာ American MMA လောကမှာအောင်မြင်မှုရရှိထားတဲ့ထူးခြားပြီးခင်မီတဲ့လေ့ကျင့်ရေးဤစနစ်များကိုတိုက်ရိုက်သင်ယူခွင့်ရရှိပါလိမ့်မယ်။ မစ္စတာဘန်နာလို405ကလပ်တာဝန်ရှိသူတွေရဲ့နီးကပ်ကြီးကြပ်မှုအောက်မှာဖြူအားချမှတ်ခြင်းအားရဆိုင်ရာစီမံခန့်ခွဲခြင်းနဲ့စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုတွေမှာကမ္ဘာအဆင့်မီအသိပညာတွေကိုရရှိပါလိမ့်မယ်။ကမ္ဘာအဆင့်မီလေ့ကျင့်ရေးကိရိယာတွေလေ့ကျင့်ရေးကွင်းတွေနဲ့ပညာရှင်တွေရဲ့ထောက်ခံမှုတွေရရှိလာခြင်းဖြင့်ပြည်တွင်းအားကစားသမားတွေရဲ့စွမ်းရည်ကိုပုံမမြင့်တင်ပေးနိုင်ပါလိမ့်မယ်။ 405ကလပ်ကမြန်မာပြည်တွင်းကရေးချင်းရှိတဲ့လူငယ် Fighter တွေကိုရှာဖွေပြီးသူတို့ရဲ့ကွန်ရက်ကိုအသုံးပြုက UFC One Championship စတဲ့ကမ္ဘာအဆင့်ပြိုင်ပွဲတွေစီကိုပို့ဆောင်ပေးနိုင်မယ့်လမ်းကြောင်းကိုတိစောက်ပေးနိုင်ပါလိမ့်မယ်။ဂျိုရှာမန်ဟာအကောင်းဆုံးဥပမာဖြစ်ပြီးတော့နောက်ထပ်မြန်မာ Fighter များစွာပေါ်ထွက်လာဖို့အတွက်တရားစင်ဖြစ်လာပါလိမ့်မယ်။နိုင်ငံတကာအားကစားစခန်းတစ်ခုလာရောက်ဖွင့်လှစ်ခြင်းအားကစားနယ်ပယ်တသက်ကမဟုတ်ဘဲနဲ့စီးပွားရေးရတဲ့အကျိုးကျေးဇူးများစွာတည်ဆောင်လာနိုင်ပါတယ်။ဂျင်းတီဆောင်ခြင်းလေပတ်ခြင်းစီမံခန့်ခွဲခြင်းအတွက်အလောက်ကိုင်ခွင့်လန်းများလက်ထောက်နည်းပြစီးပွားရေးခံခွဲသူဝန်ထမ်းတန်းရှင်းလုံခြုံရေးစတာတွေပေါ်ပေါက်လာနိုင်ပါတယ်။ပြည်တွင်းကနီးပြတွေဟာနိုင်ငံတကာနီးစနစ်တွေကိုတင်ယူပြီးအတိမတ်ပြုလက်မှတ်ရအောင်နိုင်မယ့်ခွင့်ရတွေရရှိလာပါလိမ့်မယ်။ 405ကလပ်မြန်မာပြည်မှာလာဖွင့်လှစ်လိုက်ရင်နိုင်ငံတကာ Fighter တွေဟာလာရောက်လေ့ကျင့်ဖို့တဲ့စိတ်ဝင်စားလာနိုင်ပါတယ်။ဒါဟာအားကစားခီးသွွားလုပ်ငန်းကိုတွန်းအားပေးပါလိမ့်မယ်။ဟိုတယ်စားသောက်ဆိုင်နဲ့ဒေသရင်းဝန်ဆောင်မှုတွေအတွက်ဝင်ငွေတိုးစေပါလိမ့်မယ်။နိုင်ငံခြားငွေဝင်ရောက်မှုကိုအားပေးပါလိမ့်မယ်။အားကစားပစ္စည်းရောင်းချခြင်းအာဟာရဖြည့်စွက်စာရောင်းချခြင်းအားကစားဆိုင်ရာကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေမှာဆက်ဆက်ပြီးတော့ဖွံ့ဖြိုးတိုးတက်လာနိုင်ပါတယ်။ဒီလိုကမ္ဘာအဆင့်မီစကန်တစ်ခုမြန်မာပြည်ကိုရောက်ရှိလာခြင်းဟာလူငယ်တွေရဲ့အတွေးခေါ်ပိုင်းနဲ့စီးပွားရေးပိုင်းတွေမှာပါအပြုသဘောဆောင်တဲ့ပြောင်းလဲမှုတွေကိုယူဆောင်လာပါလိမ့်မယ်။ဒါရင်အောင်မြင်မှုဟာသူတို့ရဲ့ဇာတိမြေမာတွေလက်လန်းမိတဲ့ပုံစံဖြင့်မြင်တွေ့ရတဲ့အခါလူငယ်တွေဟာပို့ပြီးတော့လှုပ်ဆောင်မှုရရှိပါလိမ့်မယ်။အားကစားလုပ်ငန်းကိုစိတ်ဝင်စားတဲ့လူငယ်တွေအတွက်ဘဝအီမန်ချက်တစ်ခုဖြစ်ပေါ်လာစေနိုင်ပြီးမကောင်းမှုတွေနဲ့ဝေးကွာကအားကစားနယ်ပယ်ကိုအာရုံစိုက်လာဖို့အတွက်အားပေးပါလိမ့်မယ်။MMAလိုအားကစားမျိုးကိုလေ့ကျင့်ခြင်းဟာစီကံရှိခြင်း၊တီးခန့်ခြင်း၊ကိုယ့်ကိုယ်ယုံကြည်မှုရှိခြင်းနဲ့ကျန်းမာတဲ့ဘဝပုံစံကိုဥတည်စေတဲ့စတဲ့အကျိုးကျေးဇူးတွေကိုပေးပါတယ်။ 405 စကန်ကဒီလိုကောင်းမွန်တဲ့အလေးချင်းတွေကိုလူမှုအတိုင်းဝိုင်းတွေကိုတည်ဆောင်လာပါလိမ့်မယ်။အားကစားနိုင်ငံတကာဆက်ဆံရေးကိုတိစောက်တဲ့အကောင်းဆုံးတရားတစ်စင်ပါ405ကလပ်ရဲ့ဒီရှိမှုဟာအမေရိကန်အားကစားအတိုင်းဝိုင်းနဲ့မြန်မာနိုင်ငံကြားကဆက်ဆံရေးကိုပုံမခိုင်ပါစေပြီးကမ္ဘာအမြင်မှာမြန်မာနိုင်ငံရဲ့ပုံရိပ်ကိုအားကစားရှိတော့ကနေအပြုသဘောဆောင်မြင့်တင်ပေးနိုင်ပါလိမ့်မယ်။မစ္စတာပီတာနဲ့405ကလပ်အဖွဲ့သားတွေရဲ့စိတ်ဓာတ်ခွန်အားတက်တန်မှုဟာမြန်မာဖန်တွေအတွက်တော့တကယ်ကိုအားရစရာကောင်းပြီးမြန်မာအမြင်အနာဂတ်ဟာမကြာခင်ကာလမှာပိုပြီးတောက်ပလာတော့မယ်ဆိုတာလည်းညွှန်ပြနေရလို့ဆိုရတော့မှာဖြစ်ကြောင်းပါ။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။